ရှုံးမိတ်စာတွေနဲ့တိုက်ပွဲကဆက်ဖြစ်နေသေးပါမြေအောက်ထဲကရှုံးဘအိုင်ထဲကိုတန်ဂျီကိုဆွဲခေါ်ခံလိုက်ရပါတယ်အောက်စီဂျင်မရှိတဲ့အမောင်လူထဲမှာတန်ဂျီကိုဘယ်လိုတိုက်မလဲရေရဲအသက်ရှူနီအမတ်စင်6ရေဝဲကက်ဓာတ်ကိုဝေရမ်းလိုက်တဲ့အခါရေဒီတောင်းတွေကမိတ်စာတွေကိုအပိုင်းပိုင်းဖြတ်ပစ်လိုက်ပါတယ်ရွာကလေးကတော့လွတ်မြောက်သွားခဲ့ပါပြီတိုက်ပွဲအပြီးမှာတန်ဂျီဟာနောက်ထပ်တောင်းတစ်ခုအတွက်အစီကားဆုံးမျိုးဖြစ်တဲ့တိုကျိုမျိုးကြီးစီရောက်လာပါတယ်မီးအောင်လုံးတွေလူအကြီးတွေနဲ့ပြည်နေတဲ့ဒီမျိုးကြီးမှာတန်ဂျီကိုတစ်ခါမှမမေ့နိုင်တဲ့အနံ့သိုးတစ်ခုကိုရုတ်တရက်ရလိုက်ပါတယ်။အဲ့ဒါကတော့သူ့အိမ်မှာကြံခဲ့တဲ့မူဇန်ရဲ့အနံ့ပါပဲ။တန်ဂျီကိုလူထဲကိုတိုးဝေပြီးပြေးသွားခဲ့တယ်။လူသက်သမားကိုရှာတွေ့လိုက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုကြောက်ရွံ့လို့ဖြစ်သွားစေပါတယ်။မူဇန်ဟာလူသားတစ်ယောက်ကိုဟန်ဆောင်ထားပြီးဇနီးနဲ့သမီးလေးကိုချီထားတဲ့ဖခင်တစ်ယောက်အဖြစ်နေထိုင်နေတာပါ။သူကလူသားတွေကြားမှာတမန်လူလိုနေနေတာလား။တန်ဂျီကိုသူ့ကိုဖမ်းဖို့ကြိုးစားချိန်မှာပဲမူဇန်ကသူ့ရဲ့လက်သေးနဲ့ဘေးနားကဖြတ်သွားတဲ့လူတစ်ယောက်ကိုအသာလေးချစ်လိုက်ပါတယ်။တစ်စက္ကန့်အတွင်းမှာပဲဒီလူဟာတွေးဆနေတဲ့မိစ္ဆာတကောင်ဖြစ်ပြောင်းလဲပြီးသူ့ဇနီးကိုပြန်ကြိုက်ပါတော့တယ်။မြို့လေကောင်မှာရုပ်ရုပ်သေးသေးတွေဖြစ်ကုန်ပြီးမူဇန်ကတော့အေးအေးဆေးဆေးပဲလူအုပ်ထဲကနေထွက်ခွာသွားပါတယ်။လူအုပ်ကြားကနေတန်ဂျီကိုအော်ဟစ်ကတိပေးလိုက်ပါတယ်။မူဇန်မင်းပဲပြစ်ပြစ်ငါလိုက်ရှာမယ်မင်းရဲ့ကောင်းကိုငါကိုယ်တိုင်ဖြတ်မယ်။မူတန်ရဲ့ကြောင်းမဲ့ဖွယ်ကောင်းတဲ့အစွမ်းကိုတန်ဂျီကိုရင်ဆိုင်နိုင်ပါမလားတာမာတို့နဲ့ပေါင်းပြီးနာသူကိုလူပြန်ဖြစ်အောင်လုပ်နိုင်မလားနောက်ထပ်အပိုင်း၈မှာတော့မူတန်လွတ်လိုက်တဲ့လူသက်သမားမိစ္ဆာနှစ်ကောင်နဲ့တန်ဂျီတို့ရဲ့ပြင်းထန်တဲ့တိုက်ပွဲကြီးလာပါတော့မယ်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်